အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျဒီနေ့မှာတော့ရန်သူတွေမမြင်နိုင်တဲ့ကိုပြောက်ခါတာပြန်လည်မြောက်ပြီးမှဖြစ်ပါတယ်ဗျဒီခါတာကအရန်ကိုအသုံးဝင်ပါတယ်အခုလိုခက်ကာလနဲ့အရန်ကြိုက်ပါတယ်ဗျကျွန်တော်တို့ဒုက္ခပေးမဲ့သူတွေကျွန်တော်တို့ရန်ရှာမဲ့သူတွေကျွန်တော်တို့မကောင်းကြံမဲ့သူတွေရဲ့မျက်စိထဲမှာအာယုံနဲ့အတွေ့ထဲမှာကျွန်တော်တို့လုံးဝရှိမနေတော့ဘူးအဲ့ဒါဆိုကျွန်တော်တို့လည်းဒုက္ခမပေးတော့ဘူးမိသူမဆိုနော်ကျွန်တော်တို့ဒုက္ခပေးဖို့ကြံလိုက်တယ်အဲ့ဒီအကြံတွေအားလုံးပြတ်သွားတယ်ကျွန်တော်တို့ဒုက္ခပေးဖို့နောက်ကနေလိုက်တယ်သူတို့မျက်စိထဲမှာလည်းကျွန်တော်တို့မမြင်နိုင်တော့ဘူးအဲ့တော့သူတို့မျက်စိထဲမှာကျွန်တော်တို့ကိုပျောက်ကွယ်နေတဲ့ရန်သူတွေရဲ့အတွေ့အကြုံစိတ်ထဲအဲ့တော့မျက်လုံးထဲမှာကျွန်တော်တို့မမြင်နိုင်တော့ပါဘူးအဲ့လိုမမြင်နိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကလည်းအန်ဒီပေးခြင်းနေမခံရပါဘူးဒါကြောင့်မိတ်ဆွေများအဲ့တော့ကျွန်တော်တို့ရန်တွေများနေတယ်အဲ့တော့ရန်သူတွေများနေတယ်တိုက်ခတ်နောက်ချက်တွေများနေတယ်အဲ့တော့မကောင်းကြံတဲ့သူတွေရှိနေတယ်ဆိုလို့ရှိရင်ဒီခါတာကိုအသုံးချလို့ရပါတယ်ဗျအဲ့တော့ကျွန်တော်တို့ပထမခါတာကတော့လောကီဆရာကြီးတွေစီရင်ခဲ့တဲ့ခါတာဖြစ်ပြီးတော့ဒုတိယခါတာကတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တိုင်ရုပ်ပတ်ပွားများခဲ့တဲ့ခါတာပဲဖြစ်ပါတယ်အဲ့တော့ပထမခါတာကိုကျွန်တော်မြောက်ပေးပါမဖြစ်ပါတယ်ဗျပထမခါတာကတော့ကျွန်တော်တို့ဒီလောကီဆရာကြီးတွေစီရင်ခဲ့တဲ့ခါတာပေါ့နော်အဲ့ဒါကိုတော့အိမ်ထဲကနေအိမ်ပြင်ထွက်ခါနေတိုင်းမှာရုပ်ပတ်ပွားများပေးရမှာဖြစ်ပါတယ်ဗျဩဂောဏနံနာမစရိတံပုဒ္ဒံပိယခဒေဝဂောနေနစာယံစရိတံတုံမေရုခမူလေဇာယံတိကျွန်တော်နောက်တစ်ခေါက်ထပ်ပြပါဦးမယ်ဗျဩဂောဏနံနာမစရိတံပုဒ္ဒံပိယခဒေဝဂောနေနစာယံစရိတံတုံမေရုခမူလေဇာယံတိဩဂောဏနံနာမစရိတံပုဒ္ဒံပိယခဒေဝဂောနေနစာယံစရိတံတုံမေရုခမူလေဇာယံတိဆိုပြီးတော့ကျွန်တော်တို့29ခေါက်ပေါ့နော်29ခေါက်ရုပ်ပေါက်ပွားများပေးပါအဲ့တော့အိမ်အပြင်နေမထွက်မီအပြင်မသွားမီအလုံးမသွားမီမှာရုပ်ပေါက်ပွားများပေးပါအဲ့ဒီတနေ့တုန်းတော့ကျွန်တော်တို့အန်ဒီရလေးမရှိတော့ပါဘူးဗျာဒါကတော့ပထမကာတာပဲဖြစ်ပါတယ်ဒုတိယကာတာကတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တိုင်ပကပြမကြီးကိုတကူပြခဲ့တဲ့ရုပ်ပေါက်ပွားများခဲ့တဲ့ကာတာပဲဖြစ်ပါတယ်ဗျဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တိုင်တော့ဒီကာတာကိုရုပ်ပေါက်ပွားများပြီးတော့ပကပြမကြီးရဲ့မျက်ခုံးပွေးပေါ်မှာဇင်းညံလျှောက်ပြီးတော့ကိုယ်ရောင်တွေဖျောက်ပြခဲ့ပါတယ်ရုပ်ပေါက်ပွားများမဲ့ကာတာတော့ဘဝေဝဟံဘယံတိတောဘဝင်စဝိဘဝေတိနံဘဝနာပိယောရိကိဉ္စီနန္ဒရိဉ္စနာဥပါတိယေဘဝေဝဟံဘယံတိတောဘဝင်စဝိဘဝေတိနံဘဝနာပိယောရိကိဉ္စီနန္ဒရိဉ္စနာဥပါတိယေကျွန်တော်နောက်တစ်ခေါက်ထပ်ပူဇော်ပြပါဦးမယ်ဗျဘဝေဝဟံဘယံတိတောဘဝင်စဝိဘဝေတိနံဘဝနာပိယောရိကိဉ္စီနန္ဒရိဉ္စနာဥပါတိယေပဲဖြစ်ပါတယ်ဗျတော့ဒီကောင်လည်းကျွန်တော်မိတ်ဆွေများကတော့29ခေါက်ဖြစ်စီ39ခေါက်ဖြစ်စီရုပ်ပတ်ပေါ်များပြရမှာဖြစ်ပါတယ်။ကာရဏနိဗ္ဗာန်ကျင်းလျက်လောအဟံငါဖရာသည်ဘဝေဘဝများစွာတန်တရား၌ဘဝင်စဇာတိဒုက္ခစသည်များတောင်ဘေးပေါင်းကိုလည်းဘဝံစကာမရူပအာယုပဟုသောဘဝသုံးဖြာတန်တရားကို၎င်းဝိဘဝေတိနိစဘဝကောင်းမီရှာကြံစီလဲဆုံးလေနွားမြနှစ်မင်းကြသူတတော်ဟုသူမြကို၎င်းတီးတော်ဝေကိုပိုင်ဉဏ်ဖြင့်ဟုတ်တိုင်းမှန်ရာတိမြင်တော်မူသောရောက်တာလင်ကိဉ္စီဘဝသုံးပြဘဝသုံးလောကတွင်တစုံတစ်ခုကိုမှဘဝကိုနာဘိဝရိတဏ္ဍဒိဋ္ဌိကညှိဆွဲလန်းမယူမှန်းပေနန္ဒိဉ္စဘဝသုံးပြတွေ့တာတက်လဘဝတဏယုတ်တမကိုလဲတွေ့တာကညှိဆွဲလန်းကြီးမရှိပေဆိုတဲ့ခါတာနဲ့ဒီပဲအချင်းလေးဖြစ်ပါတယ်ဗျဒါကြောင့်ကျွန်တော်မိတ်ဆွေများလည်းဒီခါတာကိုဘုရားမြတ်စွာဘုရားရှင်ကိုယ်တိုင်ကျွန်တော်တို့ဒီခါတာကိုရုပ်ပတ်ပေါ်များပြီးတော့ကိုရောင်တွေဖျောက်ပြခဲ့တယ်အဲ့တော့တကိုးတွေပြခဲ့တယ်အဲ့တော့ကျွန်တော်တွေခါတာပဲဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့တွေဒီခါတာကိုရုပ်ပတ်ပေါ်များပြီးတော့ရန်သူတွေကကျွန်တော်တို့မမြင်နိုင်တော့ပါဘူးဗျဒီခါတာကိုရုပ်ပတ်ပေါ်များလို့ရှိရင်ဒုက္ခပေးမဲ့သူတွေရန်သူတွေကကျွန်တော်တို့ကိုမမြင်နိုင်မတွေ့နိုင်တော့ပါဘူးဗျဒါလေးမျှပေးတာပါဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေခုနသားသမီးအားလုံးလည်းရန်သူရှင်ဘေးရန်ရှင်တိုက်ခတ်နောက်ဆက်တွေကင်းကြပါသည်စိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါသည်ကိုယ်စိတ်နှလုံးအေးမြကြပါသည်မိတ်ဆွေများလည်းရုပ်ပတ်ပေါ်များတဲ့တော့ခါတာမှန်တယ်များရှိတဲ့ခေါမမရေးခဲ့မိခဲ့တောင်းခဲ့ပါဗျကျွန်တော်ခုလိုပဲပြန်လဲမြောက်ပေးပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျအစီအမီနဲ့ Lion Square နေပြီးအားပေးခဲ့ပါဦးခင်ဗျာ